2020ခုနှစ်မလနဲ့ဇွန်လကြားအာဂျင်တီးနားနိုင်ငံကော်ဒိုဘာမြို့ကနာမည်ကြီးကလေးစီယုံကြီးမှာထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်ပွားလာပါတယ်။ငွေဖားခါစားကျန်းမာတန်ဆန်းတဲ့ကလေးငယ်တွေဟာဘာအကြမ်းဖက်ချက်မှမရှိပဲရွတ်တရက်အထက်ရှူရတာနှလုံးရတာအိဖြစ်လာပါတယ်။အစားပိုင်းမှာတော့ဆရာဝန်တွေကဒါဟာပိုးဝင်တာဒါမှမဟုတ်ဆေးမားတာလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့တည်ဆုံမှုနှုန်းကပုံမှန်ထက်အစားပေါင်းများစွာမြင့်တက်လာတဲ့အခါမှာတော့ဒါဟာမတော်တဆမဟုတ်တော့ဘူးဆိုတာလူတိုင်းရိပ်မိကြပါတယ်။တစုံတစ်ယောက်ကဒီကလေးတွေကိုတမင်သတ်နေတာလား။ဒီကနေ့မှာတော့ကမ္ဘာကိုတုံ့လုပ်စေခဲ့တဲ့အမတ်စင်လူသက်သမား Nas Brenda Aguero ရဲ့ရက်ဆက်လာတဲ့လုပ်ရက်တွေနဲ့သူမရဲ့လူရှက်တဲ့စိတ်နေစိတ်ထားအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါ။ Brenda Aguero ဟာ1995ခုနှစ်မှာမွေးဖွားခဲ့ပြီး2010ခုနှစ်မှာထူးချွန်တဲ့ရလက်တွေနဲ့ Nas တင်တာရှင်ခဲ့သူပါ။သူမဟာလုပ်ငန်းခွင်မှာကျွမ်းကျင်တဲ့အလုပ်ကြိုးစားတယ်လို့အများကသတ်မှတ်ထားသူပါ။ဒါပေမဲ့သူမရဲ့ဤစေတဲ့မနာထားနောက်ကမှာကကြောက်စရာခုန်တဲ့အမောင်ထူးတစ်ခုရှိနေပါတယ်။ Brenda ရဲ့တပ်ဖြတ်ပုံကအရန်ကိုယုံပါပါတယ်။သူမဟာကျန်းမာတဲ့ကလေးငယ်တွေကိုခန္ဓာကိုယ်ကလက်မခံနိုင်လောက်တဲ့ပိုတက်ဆီယမ်ဒါမှမဟုတ်အင်ဆူလင်တွေကိုခိုးကြောင်ခိုးရွက်ထိုးသွင်းပါတယ်။သူမဟာကလေးတွေရဲ့ကြော်ကုန်းဘက်ကနေအဝတ်စားတွေပေါ်ကနေပဲအနှေထိုးသွင်းလိရှိတာကြောင့်ဆရာဝန်တွေဟာတန်းရကိုချက်ချင်းမတွေ့ခဲ့ကြပါဘူး။2020ခုနှစ်ဇွန်လမှာကျန်းမာတဲ့ကလေး2ယောက်တရက်တည်းတည်ဆုံးသွားတဲ့အခါမှာတော့တာဝန်ကျဆရာဝန်တူကတည်စားတင်လက်မှတ်ထိုးဖို့ညှင်းဆက်လိုက်ပါတယ်။ဒါဟာစုံစမ်းစစ်ဆေးမှုရဲ့အစပါပဲ။ရဲတပ်ဖွဲ့ကတည်ဆုံးသွားတဲ့ကလေးတွေရဲ့အလောင်းကိုပြန်ဖော်ပြီးစစ်ဆေးတဲ့အခါမှာတော့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာပုံမှန်ထက်အဆမတန်ငွားပြားတဲ့ပိုတက်ဆီယမ်တွေကိုတွေ့ရှိခဲ့ရပါတယ်။စုံစမ်းစစ်ဆေးသူတွေဟာ Brenda ရဲ့ဖုန်ကိုသိမ်းဆည်းစစ်ဆေးတဲ့အခါမှာထိတ်လန့်စရာအချက်လက်တွေတွေ့ရပါတယ်။သူမဟာခုခံမှာမွေးကင်းစားကလေးတွေကိုပိုတက်ဆီယမ်နဲ့အင်ဆူလင်ဘယ်လိုထိုးရမလဲဆိုတာကိုရှာဖွေခဲ့ပါတယ်။ဒါရဲ့ဖြင့်သူမဟာနှွေရသည့်အလွန်ပူတဲ့နေ့တွေမှာတောင်လက်ရှိအင်ဂျီလီကိုပဲအမြင်ဝက်လေးရှိတာကိုလုတ်ဖို့ခိုက်ဖတ်တွေကတတိထားမိကြပါတယ်။အကြောင်းရင်းကတော့ဆေးထိုးအသေးကိုသူမရဲ့လက်အင်ဂျီထဲမှာဝက်ထားဖို့ပါပဲ။စိတ်ပညာရှင်တို့ရဲ့အဆိုအရ Brenda ဟာကိုဗဟိုပြုတဲ့ကိုကြီးကိုယ်တွေရှိသူပါ။သူမဟာတခြားသူတွေရဲ့စင်ရဲဒုက္ခကိုမြင်ရတဲ့အခါမှာကျေနပ်မှုကိုခံစားရတဲ့ကိုချင်းစာတရားခင်မဲ့သူလို့သတ်မှတ်ခံရပါတယ်။သူမဟာကလေးတွေကိုတက်ပြီးတဲ့အခါမှာဆရာဝန်တွေစီအပြေးအလွှားသွားပြီးကလေးအခြေအနေမကောင်းဘူးလို့ပထမဆုံးသတင်းပို့သူဖြစ်အောင်လုပ်လို့ရှိပါတယ်။သူမဟာကလေးကိုကယ်တင်မှုကြိုးစားနေတဲ့ Nas မကောင်းတယောက်အဖြစ်ပုံဖော်ပြီးလူတွေရဲ့အတိတ်မှတ်ပြုမှုနဲ့ချီးမွမ်းမှုကိုယာယူချင်နေတာပါ။ဒါဟာစိတ်ယောဂပညာမှာတော့Munchausen syndrome by proxy လို့မျိုးကိုယ်ကိုသွေးကမျိုးလို့လည်းယူဆနိုင်ပါတယ်။2020ခုနှစ်ဇန်နဝါရီလမှာBrenda ရဲ့အမှုဟာတရားရုံးကိုရောက်ရှိလာပါတယ်။ Brenda ကတော့သူမဟာအပြစ်မရှိကြောင်းကလေးတွေကိုအချစ်မြတ်လို့ကြောင်းငိုယိုပြီးထွက်ဆိုခဲ့ပါတယ်။သူမကကလေးမိခင်တွေကိုတောင်ပိတ်ဆက်လိုချင်လို့ဇညွန်းအထိုင်ငူနေတာလို့ပြန်လည်ဆွတ်ဆက်ချေတာကြောင့်တရားခွင်တစ်ခုလုံးတုံ့လုပ်ခဲ့ရပါတယ်။ဒါပေမဲ့ခိုင်လုံတဲ့သက်တည်တွေသူမရဲ့ဖုန်းထဲကရှာဖွေမှုမှတ်တမ်းတွေနဲ့မျက်မြင်သက်တည်တွေကြောင့်2020ခုနှစ်ဇွန်လ18ရက်မှာတရားရုံးကBrenda Aguero ကိုအဖြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။သူမဟာကလေး9ယောက်ကိုတပ်ဖြတ်မှု10ယောက်ကိုတပ်ဖို့စ조사မှုတွေနဲ့တသက်တကြိမ်ထောင်ဒဏ်ချမှတ်ခြင်းခံရခဲ့ပါတယ်။ Brenda Aguero ရဲ့အမှုဟာစေဘဆိုင်ရာလောကမှာအကြီးမားဆုံးသင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။လူတွေကိုကယ်တင်ရမယ့်လက်တွေဟာလူသက်လက်နက်တွေဖြစ်သွားနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။အခုတော့ Brenda ဟာထောင်ထဲမှာသူမရဲ့ကြမ်းရှိတဲ့ဘဝကိုဖျက်ဆီးနေရပါပြီ။ဒါပေမဲ့သားသမီးဆုံရှုံလိုက်တဲ့မိဘတွေရဲ့ရင်ထဲကတန်ရာသီကတော့ဘယ်တော့မှကျန်မှာမဟုတ်ပါဘူး။တမိုင်းမှာအဆိုးဆုံး Nasri တွေကတယောက်အကြောင်းကိုဒီမှာပဲညီကုံချုပ်လိုက်ပါတယ်။ဒီဖြစ်ရမှန်ဇလန်ကိုတင်ရောဘယ်လိုမြင်တယ်လဲ။အောက်ကခွန်ဘက်မှာဆွေးနွေးကြပါအောင်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန် story တွေကိုနားဆင်ချင် channel ကို subscribe လုပ်တာဖို့မမေ့ပါနဲ့။အားလုံးပဲပြီးခင်ကြပါစေ။